Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ San Francisco လို့ပြောလိုက်တာနဲ့လူတိုင်းရဲ့အတွေးထဲမှာတမ်းမြင်အောင်စီမဲ့နေရာပြီးတော့ San Francisco ရဲ့အထင်ကရနေရာဖြစ်တဲ့ Golden Gate တံတားကိုအလေးခေါ်ရမှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြနော်ကဲအခုနန်းတော့ Golden Gate ကိုရောက်ပါပြီဒီအရင်ဆုံးတံတားပေါ်မှာကိုလမ်းတော့ရှောက်မယ်အပေါ်ပိုင်းကိုအရင်ပြမယ်နော်ဒါကတော့ Golden Gate ရဲ့ Welcome Center လေးပေါ့အထက်မှာ Golden Gate ဒီပစ္စည်းရဲ့ပတ်သက်တဲ့ဟာလေးရောင်းနေလက်ဆောင်နေမှတ်တရလေးပေါ့ဒါ Golden Gate အရင်ကစခဲ့တဲ့ဟာလေးကိုသူရေးပြလာတာစလာ33ကသူကစပြီးရေးတဲ့တပ်ပုံလေးရှိတယ်35 34ကိုသူ့ကိုပြောင်းသွားပုံလေး36တကယ်ပြီးဆုံးစဖွင့်တာ1939ကစဒီပြီးပြောင်းသွားတယ်လက်ကောမှာပြီးသွားစာတူမွေးနေရလက်ကောဒါဒီတရားဆောက်ခဲ့တဲ့ Golden Gate Bridge ရဲ့ထွေးမဆောက်ခဲ့ engineering တွေရဲ့သူကြောက်ရွံ့သူပေါ့ဒီ Golden Gate Bridge ရဲ့ material တွေသူတို့ရဲ့အမြင့်ပေးမြင့်နေရတာသူရှင်းပြတာပြောပြတာဒီတရားကိုဘယ်လိုမျိုးနဲ့ခံနိုင်ရှိအောင်တော့စောက်ထားလို့ပြဘယ်လိုဆိုလဲနည်းလှုပ်တယ်ခံနိုင်ရှိသလားအဲ့လို Golden Gate Bridge ဒီပိုက်လုံးတစ်လုံးကိုဒါဆိုရင်တော့ကြီးတယ်ဒီစပန်4200 feet ရှိကဲဘယ်လောက်ကြီးလဲဆိုတာကျွန်တော်အမကြီးရဲ့ရှင်းကြည့်လိုက်သူကသေးသွားတရား foggy ကြောင်ဘာမှမမြင်တော့ပြည့်ကျွန်တော်တရားကိုလည်းတွားရင်းရှောက်ကြည့်တယ်ဒီဘက်ထိပ်ကဟိုဘက်ထိပ်ကိုရှောက်တော့တမိုင်ဘဲကျွန်တော်ရှိတယ်ဒီတော့ကျွန်တော်ဒီဘမှာအပြေးပြန်လို့တော့ပတ်ပြီးပြီးတော့အဲ့ကွာလို့အဲ့လိုရှိတယ်တိတ်မဝေးဘူးဒီတရားအမှပိုက်ခွန်လေးကတ်တာဒီ suicide လုပ်တဲ့လူတွေများတော့လေခံရတာဟိုအောက်ကြောက်တခါတည်းဟိုတေးအောင်လို့တာလာပြီးအဲ့ဒါလောက်တာ400 million ပုံတယ် suicide nest ဒီသားဘောရှောက်တဲ့ feeling ကတော့ဒီ fresh area အတွက်ခံစားမှုတော့ကောင်းတယ်နေရောအရင်အတိုက်လူလွှင်းတော့မယ်တဲ့ဘာကြီးကတော့တရားမှာနည်းနည်းပေါ်လာအဒီကရောက်တဲ့အခါ foggy အရင်ကြောက်တော့ဘာဟုတ်တယ်အိုးရှက်တိုက်နေရှက်တိုက်ကအရှင်ရှိတာဟုတ်လားကျွန်တော်ဒီတရားပေါ်ဆုံးလေကျွန်တော်တို့လုံသမားရဲ့တိတက်တက်လို့ရတယ်အကြမ်းကြီးတော့ဟုတ်လားအဲ့ထဲမှာတက်တဲ့ကရှိဒီအတန်ရဲ့ဒီအဲ့ကျွန်တော်တက်တဲ့ကရှိတက်တာဟိုးဆုံးရောက်ဒီကလည်းဝင်ပြီးဒီအပေါက်ဝင်ပြီးတော့တက်သွားတက်တဲ့ကလည်းထေဆုံးရောက်ဘောမတဘူอ่ะသူတို့ဒီ certified ရောက်နေတယ် live ထိုးလို့လိုက်ကြတယ်တော့ဘာချစ်တယ်အားလေရောက်နေတယ်လေရောက်ဒီကရတိုက်ကျန်းဒီကကျန်းဘိုးထိုးလုံးသွားမှာကြောက်တယ်အောက်ထောက်ကြိုက်တာဝင်းငယ်နေတယ်ဘာမှပြောနေကြတယ်ဘုတ်ဆက်ဖို့နေတာကြည့်ပြီးတော့ဟိုမလို့ဘူးကျွန်တော်နည်းနည်းမျိုးတော့ခေါ်တော့ဒါလေးဒါသူ့ကိုတွေ့လာတဲ့ဒီကျိုးပေါ့အဲကျိုးဆိုတော့အကြီးရှိတယ်ပိုက်လုံးထောက်တာပိုက်လုံးတော့ဆိုရနဲတာလို့ပေါ့တုံးပါနေတုံးကျွန်တော်တို့နေရာ phone message ဒီနေရာရောက်နေပါတယ် phone message ကကိုယ့်ရဲ့ခံတက်နေတယ်ဒါတွေကသူ့ရဲ့ history ဒါအရင်တော့ခံတက်စစ်သား
singing or making exceptional baskets or dance regalia. ဒါအမြောက်နဲ့အကိုကြီးပါ ဒီသူ့ရဲ့နေရနေကြည့်ပါဦးမှာဘယ်တော့ထူလဲဆိုတော့အထဲပဲ့တာအောင်မှာအထဲမှာအထူးကြီးကျန်နေတယ်အထဲထဲမှာတော်ကြီးထူတာလို့စောက်ထားတာ တော်ထူပါပဲနော် ဟုတ်တယ် ဒီဘက်နဲ့ဒီဘက်ဒါအရင်တော့စက်သားရဲ့ပစ္စည်းဒါ4 point ရဲ့အမြောက်ထားတဲ့နေရာသူတို့ဒီကနေပြီးတော့ခုခံဖော်ပြီးရကြတော့မြင်အောင် ညလိုလာဒီကလည်းပြုလို့ ဒါအရင်တော့သူတို့ရဲ့ခံတပ်ပစ္စည်းကိုတည်တဲ့လဲတွေပေါ့နော်ဒီရဲ့အမြောက်အလုံးလေးတွေပေါ့ကိုကြီးမကြည့်အောင်မနိုင်လားဘယ်လောက်ရှိလဲတော်တော်လေးရကြီးပဲမနိုင်ဘူးလားအောင်မလို့မရဘူးလားကြီးပဲနော်အရင်ခေတ်တုန်းကဆက်ဆရာဝန်ရဲ့ outfit ကိုသူကပြထားဒီဆက်ဆရာဝန်တွေရဲ့သုံးခဲ့တဲ့ပစ္စည်းပေါ့နော်ဒါစီမင်းရဲ့နေအိမ်ကိုသူကပြထားပါတော့နော်အခန်းလေးပေါ့သူ့ရဲ့အခန်းလေးဒါ1965တုန်းက the best dining table ဒါဒုတိယကမ္ဘာစစ်တုန်းကပုံလေးတွေသူတို့ပြထားဟိုးအရင်ခေတ်တုန်းကဒီ Buffalo Soldier ရဲ့နေရထန့်လေးဒီလိုမျိုးရိုက်ပြတယ်လုပ်ပြတာဒီနေရာမှာပုံမှန်ဆိုလို့ရှိရင်နေတာတဲ့နေ့ဆိုရင်ပေါ့ဒီလိုလေးရိုက်သွားမယ်ပြီးရင်တရားကြီးလုံးဝထင်ထင်မြင်ရမယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကကံမကောင်းစွာနဲ့ foggy တွေအရင်ကျနေတော့တရားဒီလိုပဲမြင်ရတယ်ဒီမှာသူတို့အရင်ခေတ်တုန်းကလိုက်ဟာတရားနဲ့ရှင်လို့ရှင်လုံးဝတသေးလေးဖြစ်သွားတာကွာဟဲ့အကိုကြီးတယောက်ဘာတွေလုပ်နေလဲမသိဘူးတရားတိုက်ပါလေဆိုလွယ်မအောင်ပြန်စင်းတော့မယ်အောက်ပြန်စင်းလေကားကိုသူဒီအဝိုင်းထက်အပေါ်တိရောက်လို့လေကားရှိကြောင်လေကားလေးရှိတာပေါ့ကျွန်တော်အဲ့ဆင်းကြလာဒီမှာကျတော့ဆော့ဆလီတို့ဘက်ကမြင်ရတဲ့မြင်ကွင်းပေါ့နော် Vista Point လို့ခေါ်တယ်ဒီကနေပြီးတော့ Golden Gate Bridge ကိုဒီရှုခင်းလေးကြည့်လို့ရတာပေါ့နော်ဟိုးဖက်မှာဆိုလို့ရှိရင် San Fran ဖက်ပေါ့ San Fran ဖက်မှာဆိုရင်တော့သူက foggy အမြဲတမ်းကြတော့တရားမမြင်ရအောင်ဒီဖက်ကရှုချင်းလင်းလေးမြင်ရတယ်ခဏနေကြရင်ဟိုးအပေါ် view ကနေရိုက်ပြပေးမယ်သူက Spencer view ကနေပြီးတော့ပေါ့နော်ဒီမှာလည်းလူတွေအများကြီးပဲတပ်ပုံလာရိုက်ကြတယ် ဟိုကျွန်တော်တို့ကအခု Barry Spencer ရောက်နေပါတယ် Barry Spencer view ကိုကြည့်ချင်တော့လည်း hack လုပ်ပါတယ်ဟောဒီမှာလှတယ်โอเคကျွန်တော်အပေါ်ဆက်သက်ကြည့်မယ်နော်အခု Spencer view point ရောက်နေပါတယ်ဒီမှာတော်တီးရပါဒီပါဟိုခုန foggy တွေကြပြီးတော့ဘာမှမမြင်ရအောင်အခုလေးနည်းနည်းလေးပြန်လင်းသွားလို့ဒီဘက်ကျ sauce တွေပဲချက်တော့နေဘက်ဒါလည်းပဲအမြင်နဲ့ပါတယ်အဲဆိုဒီဘက်ချမ်းပို့ပြီးလင်းနေဆန်ဖန်ဘက်အမြင်နဲ့ foggy ကြာပြီးမှောင်းတယ်အဲ့ဒါကြာမိုက်လူတွေအများကြီးပဲလူတွေအများကြီးပဲ ဒီ view လေးကတော့အောက်ကိုနည်းနည်းလေးထပ်ဆင်ရပါတယ်ကျွန်တော်မာကြီးတော့မပါလာဘူးသူကြောက်တယ်လို့တောင်းတက်အောင်ဆိုတော့အဲကြောင့်ကျွန်တော်တရားပဲလာရိုက်ဒီဘောတက်တော့ကိုကပြန်ဆင်းနေပါပြီလေတွေရဲ့အရန်တိုက်တော့နာအောင်စီတော့ ဘလော့လေးကတော့ဒါလောက်ပါပဲဘလော့လေးကြိုက်နေတဲ့ရင် like and subscribe လေးလုပ်ပေးနော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲတတားပါ